အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ platform media ကနေအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ထူးခြားစမ်းပြကဏ္ဍရက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အနေနဲ့ pyramid တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပြီးသားတွေလည်းရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်က pyramid နဲ့ပတ်သက်တဲ့ဟာကိုတီးတန့်တစ်ခုအနေနဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် pyramid ကိုပြောလိုက်ရင် Egypt ကိုပြေးပြီးမြင်ကြမယ်ထင်ပါတယ် Egypt ပြည်ကြီးဟာတမိုင်းကြောင်းရှည်လျားလှတဲ့နိုင်ငံတစ်ခုပါပဲpyramid တွေကို BC 2800ကနေ BC 2900လောက်ကတည်းကစတင်တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်အချို့မှတ်တမ်းတွေမှာတော့ BC 2549 2524လောက်ကစတင်တည်ဆောက်တာလို့ဆိုထားပါတယ်ကမ္ဘာအံပွဲ9ပါးထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီးတော့ဂီဇာမှာရှိတဲ့မဟာပီရမစ်ကြီးကတော့အထင်ရှားပဲဖြစ်ပါတယ်ဒီဘက်ခေတ်ပညာရှင်တွေကပီရမစ်တွေဘယ်လိုတည်ဆောက်တယ်လဲဆိုတာကိုလေ့လာနေကြပါတယ်ပုံသဏ္ဍာန်မျိုးမျိုးကွဲပြားတဲ့စာတမ်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်ပီရမစ်တွေကိုတည်ဆောက်တဲ့အခါကြောက်တုံးတွေကိုဘယ်လိုတည်ဆောင်ခဲ့တာလဲဘယ်ကတည်ဆောင်ခဲ့တာလဲတည်ဆောင်တဲ့အခါမှာအချို့ကအတန်လှိုင်းတုန်ခါမှုနဲ့တည်နိုင်တယ်လို့ဆိုကြပါတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတုံးရွေ့လာဖို့အတန်လှိုင်းတုန်ခါမှုကိုဘယ်ကထွက်လွှတ်မလဲဒါနံပါတ်1စဉ်းစားစရာအချက်ဖြစ်ပါတယ်အချို့ကတော့ရေအားနဲ့လို့လည်းပြောကြပြန်ပါတယ်ကဲဗျာဒါဆိုရင်ဆက်ပြီးစဉ်းစားကြည့်အောင်ကြောက်တုံးကြီးတုံးကိုတည်နိုင်မဲ့တူးမြောင်းကဗမာလဲဆိုတာဆက်စဉ်းစားရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကပီရမစ်တွေဘယ်လိုတည်ဆောက်ထားတယ်လဲဆိုတာကိုသိရအောင်ဗိသုကာပညာရှင်တွေထုတ်ဖော်ထားတဲ့အကြောင်းလေးကိုရှာဖွေတင်ဆက်ပေးလိုက်ပါရစေခင်ဗျာပီရမစ်တွေရဲ့တက်တန်းဟာနှစ်ပေါင်း2000ကျော်ရှိနေပြီဖြစ်ပေမဲ့အစဉ်အဆက်ဆွေးနွေးညှင်းခုန်နေရဇက်ကတော့ဘယ်လိုတည်ဆောက်ခဲ့ရတာလဲဆိုတာပဲဖြစ်ပါတယ်ပီရမစ်တစ်ခုတည်ဆောက်တဲ့အခါမှာ2တန်ခွဲလောက်ရှိတဲ့ကြောက်တုံးတွေနဲ့တည်ဆောက်ရတာဖြစ်ပြီးလူပေါင်း3သိန်းလောက်ကလုံအားပေးရတယ်လို့နှစ်ပေါင်း20ကျော်အောင်တည်ဆောက်ရတာဖြစ်ပါတယ်အဲ့ဒီတော့လေးလုံးနဲ့ကြောက်တုံးကြီးတွေတည်ဆောင်ဖို့ကရိန်းတွေဘယ်ကရခဲ့တာလဲကရိန်းတွေမရှိဘူးဆိုရင်ဂျိုသားတွေလာပြီးတိဆောက်ပေးတာလားဆိုပြီးတော့ညင်းခုန်နေကြပါတယ်မြမောက်ခေတ်ပညာရှင်တွေကတော့ theory နှစ်ခုကိုထုတ်ဖော်ထားခဲ့ကြပေမဲ့အဲ့ဒီ theory နှစ်ခုစလုံးကမမှန်ကန်နိုင်ဘူးလို့လည်းဆိုထားပြန်ပါတယ်ပထမ theory တစ်ခုကတော့ပြင်ပချင်းကပ်လန်းတဲ့ကြောက်တုံးတွေအပေါ်မှာတင်နိုင်ရေးပါပဲပရမစ်တိဆောက်မှုရဲ့သဘောအရအောက်ခြေကကြီးမားကျယ်ပြန့်ပြီးအပေါ်ကိုတက်လာလေရှူးသွားလေဖြစ်တာကြောင့်အပေါ်ကိုကြောက်တုံးဘလို့တည်မလဲဆိုတာပါပဲဒီ theory အရချင်းကပ်လန်းကမတ်ဆောက်လာလေလူတွေကအပေါ်ကိုတင်ဆောင်နိုင်ရေးခတ်လာလေပါပဲသဘောတရားအရ800ခိုင်နှုန်းသောမတ်ဆောက်မှုဖြစ်နေရင်တော့လေးလံတဲ့အရာကိုတင်ဆောင်နိုင်ရေးကခက်ခဲနေတတ်တာပါဂီဇာကုန်းမြင့်လိုနေရာမှာတိဆောက်ထားတဲ့ pyramid မှာအောက်ခြေချင်းကပ်လန်းမရှိသလိုဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြီးမားမားပြုလုပ်ထားတယ်ဆိုတဲ့အထောက်အထားကလည်းရှိမနေပြန်ပါဘူးနောက်ထပ် theory ကွဲတစ်ခုကတော့ Herodotus machines တွေကိုအသုံးပြုနိုင်ွယ်ရှိတယ်လို့ဆိုထားပါတယ်ဒီဆက်ကြီးတွေအကြောင်းကိုရှေ့ခေတ် Egypt ကတင်းချိုင်းကူပကြီးကားတွေမှာတွေ့နိုင်မှာပါအဲ့ဒီဆက်ပုံစံမျိုးကိုဒီဘက်ခေတ်အထိ Egypt ကလယ်သမားတွေကနိုင်မြစ်ကရေတွေတည်ဆောင်နိုင်ဖို့လှုပ်ဆောင်ခဲ့ကြဝေးပါတယ်ဒါပေမဲ့လည်းအဲ့ဒီအနည်းနဲ့ကြောက်တုံးတွေကိုတည်ယူမယ်ဆိုရင်တစ်တော်တော်လုံးပြောင်းသွားတဲ့အထိတစ်တွေကိုအသုံးပြုပြီးတိဆောက်ရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်အီဂျစ်မှာမဟာပီရမစ်တစ်ခုတည်းရှိခဲ့တာမဟုတ်ပါဘူးပီရမစ်ပေါင်းများစွာရှိပါတယ်အဲ့ဒီလိုပီရမစ်ပေါင်းများစွာကိုတိဆောက်ဖို့တစ်တွေကိုအသုံးမယ်ဆိုရင်လုံးဝကိုမလုံလောက်နိုင်ပါဘူးဒီတော့ theory နှစ်ခုစလုံးနဲ့ပညာရှင်တွေကချိန်ထိုးစဉ်းစားခဲ့ပေမဲ့လည်းမအောင်မြင်နိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ထပ်အခြားသော theory ကတော့အတွင်းပိုင်းကိုအရင်တိဆောက်ခဲ့တာဖြစ်ပြီးအတွင်းပတ်လန်းတွေဖြစ်တဲ့စင်ချေချောလန်းတွေကနေကြောက်တုံးတွေကိုတည်ဆောင်ပြီးတော့မှအပြင်ပိုင်းနိုင်ငံတွေကိုမှန်ခဲ့တာလို့ပြောကြပြန်ပါတယ်ဒီ theory ကနီးစပ်တယ်ဆိုပေမဲ့လည်းအဲ့ဒီရှော့ဆောက်လန်းအတိုင်းတည်ဆောင်ရေးကဘယ်လိုလုပ်ခဲ့တာလဲနောက်ပြီးတော့အပြင်ပိုင်းနိုင်ငံဖြစ်တဲ့တရိကန်ပုံစံရအောင်ဘယ်လိုမှန်မလဲဆိုတာကဆက်လာပြန်တဲ့အတွေ့ပဲဖြစ်ပါတယ်ဒါဆိုရင်တိဆောက်ရခက်ခဲတဲ့ပီရမစ်တွေကိုဘာကြောင့်တိဆောက်ခဲ့တာလဲတိဆောက်ရတဲ့အကြောင်းရင်းကိုကျွန်တော်ကဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအီဂျစ်သမိုင်းကျောင်းရဲ့အစကနဦးကာလမှာပြည့်စုံကြွယ်ဝတဲ့သူတွေဟာ Master Best လို့ခေါ်တဲ့ကြောက်ခုံတဲ့တရံတူတဲ့ဂူတင်းချိုင်းတွေနဲ့တင်းကြိုလေးရှိပါတယ်အီဂျစ်ဆိုင်ရာပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရပထမဦးဆုံးသမိုင်းဝင်ပီရမစ်ကိုတိဆောက်ခဲ့တဲ့သူကဗိသုကာပညာရှင် Imhotep ဖြစ်ပြီးတော့ Pharaoh ဘုရင်ဒီဂျိုဇာရဲ့ပီရမစ်အတွက်တိဆောက်ပေးခဲ့တာဖြစ်ပါတယ်Imhotep ကမက်တာဘတ်ကြောက်တုံးတွေကိုတစ်ခုပါတစ်ခုဆင့်ပြီးတော့အဆောက်အဦတိဆောက်ဖို့ပထမဦးဆုံးအကြံရတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီလိုပြုလုပ်ခဲ့တာကြောင့် negative တွေပမာအဆင့်တွေပါရှိပြီးတော့အထက်ကိုမြင့်တက်လာတာနဲ့အမျှအရွယ်အစားသိငယ်သွားတဲ့အဆောက်အဦပုံစံတစ်ခုကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ်အဲ့ဒီအကြံအစီရဲ့ရလကတော့ဒီဂျိုဇာဘုရင်ရဲ့ negative pyramid မှာ
ပုံပေါ်နေတာဖြစ်ပါတယ်အဲ့ဒီ pyramid မှာတည်ဆုံးသွားတဲ့ Pharaoh ဘုရင်ရဲ့ဝိညာဉ်ကောင်းကင်ဘုံကိုတက်လှမ်းနိုင်ဖို့အတွက်ကြီးမားတဲ့လှေကတဲ့ပုံစံတွေကိုထုစစ်ထားတာဖြစ်ပါတယ်အင်ဟိုထပ်ရဲ့အောင်မြင်မှုကအရေးပါတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးတော့နောက်လာတဲ့အီဂျစ်သားတွေကတော့စံပြတစ်ခုဖြစ်ခဲ့ပါတယ်ပီရမစ်တွေကိုအများအများတည်ဆောက်တဲ့ကာလမှာဖာရိုဘုရင်တွေရဲ့တအုပ်ဆံပိုင်စနစ်နဲ့တိုက်ဆိုင်စွာဖြစ်ပေါ်နေတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာဂီဇာအနီးတစ်ဝိုက်မှာအထင်ရှားဆုံးသောပီရမစ်တွေကိုတည်ဆောက်ခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်အချိန်ကာလကြာမြင့်လာတဲ့အခါမှာတော့အုပ်ချုပ်မှုအာဏာကပြန့်ကျဲရော့ရဲလာပြီးတော့ဒုတဲ့အလွန်ကြီးမားတဲ့ပီရမစ်တွေကိုတည်ဆောက်နိုင်ရန်လိုအပ်တဲ့အရင်းအမြစ်တွေကိုလည်းထိန်းချုပ်နိုင်တဲ့စွမ်းဆောင်မှုတဲ့စိတ်အားထက်သန်မှုကညော့နဲလာတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲနောက်ပိုင်းမှာတိဆောက်လာတဲ့ pyramid တွေဟာအရင်တော့ကတိဆောက်ခဲ့တဲ့ pyramid တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်အရွယ်အစားသေးငယ်တာတိဆောက်ထားတဲ့အခါမှာကောင်းကောင်းမွန်မွန်မရှိတာအလော30ဖြစ်နေတာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ Egypt တွေရဲ့ pyramid တိဆောက်တဲ့အချိန်ကာလကျော်လွန်ကုန်ဆုံးပြီးနှစ်ကာလအတော်ကြာလာတဲ့အခါမှာလက်ရှိမှာတော့ဆူဒန်နိုင်ငံဖြစ်နေတဲ့နေရာမှာ Egypt ကနာပါတာဘုရင်တွေလက်ထက်ကိုရောက်လာခဲ့ပါတယ်။နာပါတာဘုရင်တွေရဲ့လက်ထက်ကိုအရောက်မှာတော့ pyramid တိဆောက်မှုပြန်လဲထွန်းကားလာခဲ့တာပဲဖြစ်ပါတယ်။နာပါတန်တို့ရဲ့အုပ်ချုပ်မှုဟာကာလတိုတောင်းပြီးတော့ BC 662ခုနှစ်မှာကုန်ဆုံးခဲ့ပေမဲ့လည်းအီဂျစ်တွေရဲ့လွှမ်းမိုးမှုကဖျောက်ဖျက်မရနိုင်တာကြောင့်တော်တော်လေးကိုအားကျစရာဖြစ်တယ်လို့အတူယူစရာလည်းဖြစ်စေခဲ့ပါတယ်။နောက်ပိုင်းကာလလက်ရှိဆူဒန်လို့ခေါ်တဲ့နေရာမှာရှိတဲ့မီရိုးဘုရင်ခေတ်ခမန်းကြီးအပြင် BC 300ကနေ AD 300လောက်အတွင်းမှာဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်မှာ pyramid တိဆောက်တာကလည်းအကြီးအကျယ်ကိုပြန်လဲထွန်းကားလာခဲ့ပြန်ပါတယ်။အဲ့ဒါကြောင့်ပဲကိုယ့်ရဲ့ကိုယ်ပိုင်မဟုတ်ပေမဲ့လည်းအီဂျစ်တွေရဲ့လွှမ်းမိုးမှုဟာတော်ဝင်ပီရမစ်ဂူသင်းချိုင်း200ကျော်ကိုမြို့တော်နဲ့အနီးတစ်ဝိုက်ဒေသမှာတိဆောက်ခဲ့ကြတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။ဒါကရှေ့ခေတ်အီဂျစ်တွေရဲ့လွှမ်းမိုးမှုအကြောင်းလေးပဲဖြစ်ပါတယ်။ဆိုတော့အီဂျစ်တွေနဲ့ပတ်သက်တဲ့ဒီမျိုးရိုးစင်ဆက်တွေဟာဘာကြောင့်ပီရမစ်တွေကိုတိဆောက်တယ်လဲဆိုတာအနည်းငယ်သိရှိသွားပြီထင်ပါတယ်။ကဲဗျာဒီလောက်ဆိုရင်ပီရမစ်တွေတိဆောက်မှုနဲ့ပတ်သက်ပြီးတော့ဘာကြောင့်အဖြေရှာမရတာလဲနဲ့ပီရမစ်တွေကိုဘာကြောင့်တိဆောက်တာလဲဆိုတာကိုသိကြပြီထင်ပါတယ်တကယ်တော့အာနာရှင်တွေကသူတို့လိုအပ်တဲ့သူတို့ရဲ့ဂူဗိမ္မာန်တွေအတွက်လူသားတွေကိုအသုံးပြုတိဆောက်ခဲ့တယ်ဆိုတာနောက်ဆုံးမှာတော့အဖြေပေါ်လာခဲ့ပါတယ်ဒါပေမဲ့တိဆောက်တဲ့နေရာမှာဂျိုသားတွေတိဆောက်ခဲ့တာလားဘယ်လိုမျိုး theory တွေနဲ့တိဆောက်တာလဲဆိုတာကတော့လက်ရှိမျက်မှောက်ခေတ်ပညာရှင်တွေကိုယ်တိုင်အဖြေရှာလို့မရသေးပါဘူးတကယ်ကိုအဖြေရှာမရဘဲနဲ့လည်းဖြစ်နေအောင်မှာပါနတ်ဖျားတွေကပဲကူညီခဲ့တာလားဂျိုသားတွေတိဆောက်ပေးတာလားဆိုပြီးစကားတွေပြောကြရင်လည်းအငင်းပွားကြအောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အစီအစဉ်လေးကိုဒီမှာပဲရန်နာလိုက်ပါရစေပရိသတ်တွေအားလုံးပဲကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ